ဒါကြောင့်မျက်လုံးလှနေတာဖြစ်မှာသူ့မျက်နှာလေးတစ်ခုလုံးမှာကျမအချစ်ဆုံးကတော့အပေါ်နှာခမ်းကြီးအထက်နှာခေါင်းနဲ့နှာခမ်းကြားကမြောင်းရနက်နက်လေးဖြစ်တယ်။ထိုမြောင်းရလေးကြောင့်သူ့အပေါ်နှာခမ်းကကောပြီးမဟာတဟာလေးဖြစ်နေတယ်။တကယ်ပေါ့မောင်ရအဘဆန်ကအာရပါရပြောတယ်။နေပါဦးရွှေဖြစ်ရင်ငါမီးကဘာလို့မှာတော့မမကိုငကက်လေးလုပ်ပေးမလို့မမနားမဖောက်ရသေးဘူးဟာဟာဟာဒီတခါတော့အဘဆန်အာရပါရရဲလေတယ်ကျမမှာနှစ်ပေါက်မရှိခြင်းရရွှေမရှိတော့ကြောင့်မဟုတ်ပဲကျမအကြောက်အကန်ငင်းဆန်လွန်းလို့ဟုမောင်တိပုံမရပါပြီးတော့သူဟာရှင်ပြုနာတာမင်္ဂလာနဲ့မင်္ဂလာဆောင်တာကိုလည်းခွဲခြားသည့်ပုံမရဟုကျမတွေးမိတယ်ကျမဖွားဖွားရှိရာဘုံကြီးကျောင်းအပေါ်တက်သို့ပြန်အပ်တဲ့သူလေကားရင်ထိလိုက်လာချိန်မှာသူ့ထံမှမအပ်ဆက်သောစကားတစ်ခုကိုကြားလိုက်ရသောကြောင့်ဖြစ်တယ်။ထိုနေ့ကသတင်းကြိုအပြီးမှုရက်ွက်ထဲကမင်္ဂလာဆောင်တစ်ခုရှိရဲ့ထင်ပါရဲ့။အတန်ချဲဆက်မှတချင်းတန်ကိုနီးနီးလေးကနေကြားရတယ်။ကျမတို့စီမှာအတန်ချဲဆက်ဖွင့်လင်ပထမဦးဆုံးရေခင်းတန်တို့ပြောညွန့်တို့ကိုစားဖွင့်ပြီးတချင်းတွေကိုဖွင့်ပါတယ်။အဲ့ဒီအချိန်ကတန်တန်စင်းရဲ့မိုးစာပြောတချင်းကိုကြားလိုက်တာကိုကျမသတိရတယ်။မောင်သိကြိုက်သည့်တချင်းမောင်သက်ဝေကအမြိုင်ဆိုင်သောတချင်းတွေကိုကြိုက်တတ်တာကိုမိုးစာပြောလို့တချင်းမျိုးလာလျင်မောင်သက်ဝေကလှုပ်လှုပ်ရရဖြစ်လာတတ်တယ်။ရက်ကွင်းတန်ဘုံတန်ပြောတန်နဲ့ပက်ပေတိုးပေပက်ပေတိုးပေစားတဲ့တန်စင်ကိုပေါ်အောင်မြိုင်ဆိုင်စွာတီးထားတဲ့ဆိုင်ဝမ်တန်မဟုတ်လားမမကျွန်တော်မမနဲ့မင်္ဂလာဆောင်ကျင်လိုက်တာတဲ့ကောင်းလေးကပြောလိုက်တဲ့စကားဟောတော့ဘလို့ပါလဲကျမတအံ့တော်ဖြစ်သွားတယ်ဘာအဆက်ဆက်နဲ့ပြောတာလဲစောစောကကျမကိုငကက်လေးဝယ်ပေးခြင်းသည်ဆိုတော့အလူနဲ့ဆက်ဆက်ပြီးပြောတာလားဒါမှမဟုတ်တန်တန်းစင်တချင်းတွေကအလူတော်မင်္ဂလာကိုမင်္ဂလာဆောင်ဟုမှတ်နေတာလားရွှေညာမြေစခန်းလှမ်းလာခဲ့ပါအင်းဝနှင့်တစ်ဖက်ကန်းစီရအလူတော်မင်္ဂလာပြုလုပ်တဲ့အခါမိုးစာပြောတဲ့ညဉ့်ညံဆဆာဝရေယံနမ်းမြေပုံသူသာမင်္ဂလာဆောင်ရအောင်ဆိုတဲ့စကားကိုညစ်ပတ်သည်ဟုကျမမထင်ပါကောင်းလေးကကျမကိုချစ်ခင်သည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သောကြောင့်ဖြစ်တယ်ရှစ်တန်းအရွယ်တွင်ကျမသည်ကောင်းလေးတွေရဲ့နောက်ပြောင်သည့်မျက်လုံးညစ်ပတ်သောမျက်လုံးတို့ကိုအကဲခတ်တတ်မိပြီးသားဖြစ်တယ်ညစ်ပတ်သောမျက်လုံးတို့ကိုမောင်သက်ဝေမှာအဲ့ဒီလိုမျက်လုံးမျိုးရှိဖို့တိတ်ငယ်သေးသည်ဟုကျမသိနေပါတယ်သူကကလေးစိတ်ဖြင့်ပြောတာဟုကျမသိပါလျက်အဲ့ဒီတုန်းကကျမသူ့ကိုလူကြီးဟန်ပြည့်အပြည့်ငင်းခဲ့တယ်ဟာဘယ်ဖြစ်မလဲမောင်ရဲ့ဟင်ဘာဖြစ်လို့မဖြစ်ရတာတော့နေရငါထက်အသက်ငယ်တယ်လေအများကြီးကိုငယ်တာကောင်မလေးတွေကသူတို့ထက်ငယ်တဲ့ကောင်လေးတွေနဲ့မင်္ဂလာမဆောင်ရဘူးတဲ့ဘသူပြောလဲစားထဲမှာဖက်ရတာပဲသူမျက်နှာလေးမှုံမိုင်းသွားလိုက်တာကျမတနာသွားတယ်ထိုနေ့ကကျမတို့နားမှာအဆုပ်လိုက်ပွေနေတဲ့ယူဇနာပန်းတို့ဟာမှွေပြတ်နေခဲ့တယ်မယုံပါဘူးအိုးမယုံလို့မဖြစ်ဘူးတကယ်ဖက်ရတာဘယ်စာအုပ်ထဲလဲဟဲ့ဘယ်စာအုပ်ထဲလဲတော့ငါဘယ်မှတ်မိမလဲငါဖတ်တဲ့စာအုပ်တွေကအများကြီးကျမကသူ့ကိုအထက်စီးဖြစ်ခက်မိတ်မိတ်ပြောပြလိုက်တော့သူစောရကမတက်နိုင်တော့ပါမျက်နှာညူညူဖြစ်ပြီးကျမကိုဆွေကြည့်နေတော့တယ်သို့တော့ထိုအချိန်မှစပြီးကျမဘာစာအုပ်ဖတ်တယ်လဲဟုသူလိုက်ဆက်စုတတ်တာတတိထားမိတယ်သူကျမစကားကိုယုံကြည်ပုံမရပါဒါကြောင့်ကျမဖတ်တဲ့စာအုပ်တွေထဲတွင်ကျမပြောသည့်စကားမှန်ရှာဖွေစူးစမ်းကြည့်ချင်တာလားတကယ်တော့ကျမကလည်းထိုစကားမျိုးကိုဘယ်ဝိထုစာအုပ်ထဲမှာဖတ်ဘူးမှမသိမမှတ်မိတော့ပါအမှန်တိုင်းပြောရလဲရင်ဖတ်ဘူးခဲ့ရလားပင်မသိတော့ပါဖတ်ဘူးခဲ့ပြီးသည့်ဝိထုတွေထဲမှာဖြစ်စဉ်တွေကိုစုပေါင်းနားလည်ပြီးတော့ကိုပိုင်အစိုးတစ်ခုတည်ထွင်လိုက်ခြင်းလည်းဖြစ်နိုင်တယ်
ထိုစကားကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်မောင်ကကျမဖတ်တဲ့စာအုပ်တွေကိုအရင်ကထက်ပိုပြီးဂယုစိုက်ဆက်စုလာတာမို့ကျမဝမ်းသာတယ်မောင်သက်ဝေနေဝေဝေနေဟုမိမှားထားတာကိုတော့သူကိုပြန်မပြောချင်ပါဘာကြောင့်ဝေဝေနေခိုင်းသည်ဆိုတာမောင်နားလည်းမမဟုတ်ပဲသူဆရာမဖြစ်တဲ့မိအပေါ်စိတ်ကူသားလျင်ငရဲကြီးမှမဟုတ်လားသူတို့ကိုမိက9နှစ်တစ်ကြိမ်ထပ်တွေးပြီးသူတို့ဘဝဆက်လက်ရှင်သန်နေထိုင်ပုံအစဉ်စဉ်တို့ကိုမှတ်တမ်းတင်ထားလိမ့်မယ်တစ်ချိန်ချိန်မှာမိနေရာ၌ကျမကအစားဝင်ပြီးတာဝန်ယူရလိမ့်မယ်ထို့အကြောင်းတွေဖြင့်ကျမရှင်းပြလင်လဲကောင်းလေးနားလိမ့်မှာမဟုတ်ကျမကသူ့ကိုလိပ်ပြဖြစ်လာမိပိုတုံးလုံးလေးအဖြစ်သဘောထားသည်ဆိုတာကိုလည်းသူနားလည်မည်မဟုတ်ပါကျမတို့ရဲ့ငယ်ဘဝကလေးအရွယ်မှညံတို့ကိုကျမတို့အားလှည့်ဖျားတတ်သည်ဟုဆိုတယ်ကျမနဲ့မင်္ဂလာဆောင်မှုတစ်ခါမောင်ပူဇာတတ်သည့်အဖြစ်တွေကတော့ကျမကိုလှည့်ပြားသည့်ကလေးဘဝမှညံမဟုတ်ခဲ့ပါမောင်ကျမကိုဘာကြောင့်မင်္ဂလာဆောင်ခြင်းရတယ်လဲဆိုတဲ့အကြောင်းပြချက်ကတော့ရေစရာကောင်းခဲ့ဘူးတယ်ထိုနေ့ကဘုံကြီးเจ้าမှာဖွားဖွားကကထိန်ခင်းတယ်နေ့လေစာကိုတန်ပေါက်နဲ့ရေကမုတ်ကျွေးတယ်မောင်တို့ဘုံကြီးเจ้าသားတွေလည်းဧည့်သည်တွေနဲ့တန်းတူစားခွင့်ရတယ်မောင်ကိုမမြင်အောင်ရေခဲမုတ်နောက်တစ်ခွက်ထပ်ပေးရင်ကြိုက်လားမောင်ဟုကျမမေးမိတယ်အဘဆန်ခေါ်တယ်လို့မောင်ဟုဘယ်ချိန်ကစပြီးခေါ်ခဲ့မိမှန်းကျမမမှတ်မိပါမောင်ကတိတ်ကြိုက်တာပဲဟုပြောတယ်ထို့နောက်ကျွန်တော်နဲ့မမမင်္ဂလာဆောင်ရင်လဲ ice cream စားရမှာမဟုတ်လားတဲ့ကျမအတန်းထွက်ပြီးရဲမိတယ် ice cream ဟူတဲ့အင်္ဂလိပ်စကားတန်ကိုသူပြပြတတ်ရွတ်တတ်အောင်ထိုညနေကစိတ်ရှည်လက်ရှည်ကျမသင်မိခဲ့တယ်ကျမကအကြည့်မလို့ကျမကကြည်သူကိုဘာမဆိုသင်ပေးရလိမ့်မည်ဟုထင်ထားခဲ့ပေမဲ့သူကကျမကိုပြန်သင်ပေးရတာတွေလည်းရှိတယ်ဥပမာဆွန့်လွတ်နေပေါ့ရေနံချောင်းမြို့မှာကောင်းလေးတိုင်းဆွန့်လွတ်ဖူးတယ်အေယာဝတီတောင်ကုန်းသို့သွားပြီးဆွန့်လွတ်တဲ့အုပ်စုတွေလည်းရှိတယ်တောင်ကုန်းတွေပေါ်တက်ပြီးဆွန့်လွတ်တဲ့အုပ်စုတွေလည်းရှိတယ်ကိုလက်ကတော့ရှေ့တန်းကိုတန်းအရွယ်ထိကျမတို့အိမ်မိဖို့ဆောင်ရဲ့အုံမိုးပေါ်သို့တက်ပြီးဆွန့်လွတ်နေကြဖြစ်တယ်ကိုလက်နဲ့အတူကျမပါအမိုးပေါ်လိုက်တက်ပြီးသူ့စုံကိုယူကင်ပူးပါတယ်ကိုလက်ကျွန်တော်လဲဆွန့်လွတ်တတ်ချင်တယ်မိန်းကလေးကအိမ်နေရမနေဘူးအိုးမိန်းကလေးလဲဆွန့်မလို့ရဘူးလို့ဘယ်သူပြောလဲငါပြောတယ်လောက်ပါကိုလက်ရဲ့ဘလောက်ပဲပူဇာကိုလက်ကကျမကိုအလိုမလိုက်ပါထို့ကြောင့်ကျမကိုဆွန့်လွတ်မတင်ပေးခဲ့ပါကျမကိုဆွန့်လွတ်နီးသေးပဲအေးခဲ့သူကမောင်သက်ဝေဖြစ်တယ်တပြည်တန်းကြောင့်ဘောလုံးကွင်းထဲမှာမောင်သက်ဝေဆွန့်လွတ်တဲ့အချိန်များတွင်ကျမကကျောင်းဘောလုံးကွင်းကိုဖျက်ပြီးကိုချင်းညူတို့စီကနွားနုသွားဝေခြင်းဖြစ်တတ်တယ်နင်းလိုဆွန့်လွတ်ချင်လိုက်တာဟုပြောမိရဲ့တကယ်လားဆွန့်လွတ်တာများလွယ်လွန်းလို့တဲ့ကျမကိုကျမထက်9နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်ကဆွန့်လွတ်နီးသင်ပေးခဲ့တာကိုကျမမရှက်ပါသူ့ကိုကျမကစာရီဖတ်ပြတယ်လေသူကကျမကိုဆွန့်လွတ်တတ်အောင်သင်ပေးရမှာပေါ့အပြန်အလှန်မို့သူလှုပ်တယ်လို့သူများအကူအညီမပါပဲဆွန့်နဲ့ဘီလုံးချရှိကျိုးကိုခက်ရှိခက်ရော်ထားပြီးပြင်းရင်လေးထဲဆွဲတင်တတ်ဖို့မဆိုထားနဲ့သူကခက်လန်းလန်းမှာကျမနဲ့မျက်နှာချင်းဆိုင်ရဲ့ကျမဤစုံကိုထောင်လျက်ကင်မိထားပြီးကျိုးအလျှော့အတင်းကြီးကအသာလှုပ်ပေးလိုက်တာတောင်စုံကလေထဲကနေပြန်မကြအောင်မနေကြိုးစားရတယ်ကျမစုံကင်ပုံဟန်မကြလျင်မောင်သက်ဝေကလူကြီးလေးလိုပင်ရုပ်တီနဲ့ကျမကိုဟောက်တယ်မမကလေတိတ်တုံတာပဲတဲ့ကျမပြီးလုံးကိုအဲ့လိုအတင်းဆွဲမထားနဲ့စုံကိုလေနဲ့အတူတက်အောင်အလိုက်သင်းလေဖြော့ပေးလေသူတက်ရင်မမလက်ကလိုက်လျှော့ပေးသူပြောတဲ့အလျှော်အတင်းကိုကျမတော်နဲ့အထားမကြအိုးဆွန့်လွတ်တယ်ဆိုတာသူ့ကိုကြပြတင်ရတာထက်တောင်ပိုခက်ပါလားဟုပင်အတွေးပေါက်ဖူးသွားလေရဲ့ကောင်လေးကိုကြပြစိတ်ဝင်စားအောင်တင်ရတာလဲတော်တော်ခက်ပါတယ်
သူကအကြံပဒံကစားနည်းမျိုးစုံကိုကစားတတ်ပေမဲ့ကြပြကိုနည်းနည်းမှနားမလည်တတ်ပေကောင်းလေးပထမတန်းမှာတည်းကသူအားမိတ်ဆက်ပေးဖို့ကြိုးစားလိုက်ရတဲ့ကြပြတွေတဆင့်ပြီးတဆင့်ကျမတို့မျိုးဟာတောင်ကုန်းတွေပေါ်များလာတတ်ဖြင့်ရှိုးမြောင်များလည်းရှိတယ်ချောင်းတွေမြောင်းတွေပေါ်တယ်အများအားဖြင့်မူရတီကြားမှာရေစီးတဲ့တဲချောင်းများတယ်ရွှေစီဒီကုန်းအမြင့်ကနေကြည့်လျင်အနောက်ဘက်မှာအေယာဝတီမြစ်ကိုအပေါ်စီးကနေလှမ်းမြင်ရတယ်မြင့်ရီတက်နေသည့်အခါမြင်သမျှတစ်ပြင်းလုံးရေတွေဖွေးနေသည်မို့လို့ရေဖွေးအပြန့်ကျဲကြီးကိုမြင်နိုင်ကျမငယ်ငယ်ကရွတ်ခဲ့တဲ့လေဆောင်တဲကပြကိုတတိရတယ်မိုးရီတက်ရီတဖွေကွင်းကျဲအဝေးလေဆောင်တဲလေးချီတန်းရှိမူကုန်းအောက်မှာတေးကြာနီတဲ့ပွင့်ဖြူတဲ့ပွင့်တဲနှစ်ပနန်တင့်အဲ့ဒီကပြကြားဘူးလားအဲ့ဒါမင်းသူဝန်ရဲ့ကပြမသိဘူးနင်ဒီကလေးကပြကိုတော့သိရမယ်မသိပါဘူးပထမမန်းမှာတော့ကမေတင်မိခဲ့တဲ့ကြပြတွေသူကောင်းထဲမှာမရှိတော့ဘူးလားဒီတခါတော့စူပူသူကကျမဖြစ်သွားပြီမောင်အဲ့လောက်မအားစမ်းပါနဲ့ဟဲ့မမပြောလားပြောတာဘောမောင်ရအဘဆန်ပြောလို့မောင်ရဟုအာရပါရပြောရတာအရသာသိရှိတာပဲဟုကျမတွေးမိရဲ့တကယ်တော့ကျမကတက္ကသိုလ်ဘုံနိုင်ရဲ့ဝိထုတွေထဲမှာဇလိုက်ကိုသူဤအမအရွယ်ကနေမဟောင်းဟုချစ်စနူးခေါ်တာကိုအားကြနေမိသူဖြစ်တယ်ကျမမှာမောင်ခေါ်စရာမောင်ငယ်မှမရှိရွယ်သူကကြပြကိုစိတ်ဝင်စားသလောက်ဆွလို့တာတော့တော်တော်အတတ်မြန်နေသူကကစားသည့်နေရာမှာထူးချွန်တာဟုတွေးမိတယ်သူ့စွန်နဲ့ကျမစွန်နှစ်ခုလုံးကောင်းကင်မှာမြင့်မတက်နေတဲ့အချိန်တော့ကျမပြောလိုက်တာမောင်ကြီးကြည်စံမမတို့စွန်လေးတွေကောင်းလေးကဆွလို့ကျွမ်းကျင်ရုံများမကစွန်ဖြတ်လဲကျွမ်းကျင်လေတယ်ကိုစွန်ကျိုးဖြစ်သူများစွန်ကိုဖြတ်မိဆိုရင်ကိုစွန်ကျိုးသည်ကြမ်းရှားပြီးထိလိုက်လေရင်ဓာသွားဖြစ်ထိတယ်လို့ဖြစ်ရမယ်မှန်စားဟုသူတို့ခေါ်သည်ထင်ပါရဲ့ကြမ်းတမ်းသောကြိုးရအောင်သူပြုလုပ်တာမှအကြအနာပါပဲရွှေစီဒီဘုန်းကြီးကျောင်းအောက်ကကျွန်းတိုင်ကြီးတွေကသူ့ကိုမှန်စာတိုက်ဖို့အလွန်အသုံးဝင်တာကိုတိုင်လုံးတွေမှာအချီကျိုးတွေကိုအတက်ထက်ရစ်သေးထားတယ်ပလင်းခွဲတွေကိုညက်နေအောင်ထောင်းထားတယ်ကော်ရီအရေးကျိုးပြီးထိုကော်ရီထဲမှာပလင်းခွဲဖန်မုံညက်တွေကိုရောထည့်တယ်ပြီးတော့တွေ့တန်းထားတဲ့အရှိကျိုးတွေကိုထိုကော်ရီတွေလိုက်တုပ်တယ်ကျိုးတွေကက်စီနီယာကနေ6သိလာအောင်လက်ဖြစ်ထိလိုက်လျင်ကျန်းရှာနေတာပါပဲထိုကျန်းရှာပြီးတော့ညနေတဲ့စွန်ကျိုးဖြစ်သူများစွန်ကျိုးတွေကိုလိုက်ဖြတ်လေတယ်ဒါစိတ်ထားပုတ်တာအကျင့်ရုပ်တာပဲကျမမကြိုက်လိုက်တာဒါညစ်ပတ်တာပဲမလုပ်ကောင်းဘူးမောင်ရကျမစူသည့်အခါသူကခက်အေးမျက်နှာဖြင့်လုပ်ကောင်းတယ်သူများတွေလည်းလုပ်နေတာပဲလေဟိုပြန်ပြောတယ်မမလိုက်မီးကြည့်စွန်ပြတ်တဲ့ကောင်တွေအားလုံးသူတို့ကြိုးကိုမှန်စာတိုက်ထားကြတာတည်းကြီးပဲမယုံရင်သူတို့ကြိုးကိုသွားကင်ကြည့်မမလက်တောင်ရှသွားအောင်မယ်ဟောဒီကလေးဟာလေစိတ်ပုတ်စိတ်ယုတ်ကိုရှိတယ်ကိုလက်စွန်လို့လည်းအဲ့ဒီလိုမဟုတ်ပေငါကစွန်လို့ရတဲ့အရာတာကိုကြိုက်တာစွန်ဖြတ်ရတဲ့အရာတာကိုကြိုက်တာမဟုတ်ဘူးဟုကိုလက်ကပြောဘူးတယ်ရှင်ပြိုင်သည့်အလုပ်စွန်ဖြတ်သည့်အလုပ်တွေကိုမကြိုက်လို့အများနဲ့အတူအုပ်စုလိုက်စွန်မလို့ပဲလူရှင်းနဲ့ကျမတို့တိုက်ခေါင်မှုပေါ်လာလွတ်တာပေါ့ကိုလက်ကသူများစွန်ကိုမဖြတ်ပါသူ့ကိုလာဖြတ်လင်းလဲသူကတိတ်ဆောင်ပေးတယ်ကိုလက်ကအရှောင်အတိန်တိတ်ကောင်းတာပဲသူ့စွန်ဟာသူများစွန်နဲ့ပြေးတန်းလိုက်တိုင်းကစားနေတယ်လို့ရှိတယ်ကျမထက်နှစ်ကြီးတဲ့ကိုလက်ရဲ့လုပ်ပုံကိုင်မှုတွေဟာကျမထက်9နှစ်ငယ်တဲ့ကောင်လေးနဲ့တော်တော်ကိုကွာခြားတယ်ကိုလက်ကစွန်ကိုအိန္ဒိယရကျွမ်းကျင်စွာလွတ်တင်သလားကောင်လေးကပြတိပြရာအလောတကြီးလွတ်တင်ပြီးစိတ်ဆိုးမှန်ဆိုစွန်ချင်းဖြစ်တတ်တယ်မောင်သက်ဝေစွန်လွတ်တိုင်းကျမကိုလက်ကမောင်သက်ဝေစွန်လွတ်တိုင်းကျမကိုလက်ကိုတတိယတတ်ပေမဲ့
ကိုလက်ကကျမအနာမှာမရှိတော့ပါရွှေစီတီကျောင်းရဲ့နောက်ဘက်ရွှေစီတီတောင်ကုန်းလေးပေါ်မှာကျမတို့နှစ်ယောက်အတူတူဆွန်လွတ်သည့်အချိန်တွင်ကိုလက်ဘယ်ရောက်နေမလဲဟုတွေးမိတာခဏခဏကိုလက်တင်မပေးပေးပြန်အခုကျွန်တော်ဆွန်လွတ်တတ်နေပြီဟုကြွားချင်တာလည်းပါတယ်ကိုလက်ရုပ်ရှင်တွေမှာမြင်ဘူးတဲ့တန်တိုင်တွေနောက်မှာမျက်နှာငယ်ငယ်နဲ့ရက်နေတဲ့ကိုလက်ကိုမြင်ရောက်ပြီးလွမ်းတာလည်းပါတယ်ကောင်လေးတွေကခြာရမ်းဟုခေါ်တော့အမီးမပါသည့်ဆွန်ကိုလွတ်ပြီးကျမတို့ကတော့မိန်းကလေးမို့တဲ့အမီးပါတဲ့ဆွန်လေးကိုလွတ်ရတယ်ကောင်းလေးကအပြာရောင်ဆွန်ကိုကြိုက်ပြီးကျမကဆွန်ဆိုလျင်အနီရောင်မှကြိုက်တယ်ကိုလက်ကတော့အဝါနှင့်အစိမ်းအဝါနှင့်ခရမ်းစားသည့်စက်ကြားဆွန်ကိုသဘောကျတယ်ကျမ၏ဆွန်လေးအမီးတလင်းလင်းဖြင့်ကောင်းကင်ပေါ်မှာဝဲနေတာကိုဒီတိုင်းစောင့်ကြည့်ရတဲ့အရာသာကိုကျမနှစ်သက်လာတယ်ကောင်းကင်နေသားကျသွားတဲ့အခါဆွန်လေးဟာသူ့အရှိန်နဲ့သူလေဟုန်စီးလျက်ပြန်မကြပဲငြိမ်သက်နေတာကိုစောင့်ကြည့်နေမိတယ်။အမေဆွန်ပိတ်လုံးလေးကိုမြေပြင်ပေါ်မှာခဏချထားလိုက်လို့ရသေးတယ်။မောင်ကလောဘတကြီးသူများဆွန်တွေကိုလိုက်ဖြတ်ပြီးဖြတ်သွားလို့မြူးတူးစွာခုန်ပေါက်နေချိန်ကျမကကောင်းကင်မှာလေုံစီးနေတဲ့ဆွန်လေးကိုစောင့်ကြည့်ရင်ကျင်းနဲ့ပျော်ရွှင်နေတော့တယ်။မမဆွန်ကိုပြန်သိမ်းတော့လေဟိုမှာဟိုချာရန်ကမမဆွန်ကိုလာဖြတ်တော့မှာ။ तू မဖြတ်ပါဘူး။ဘာလို့မဖြတ်မှာလဲ။အမီးပါတဲ့ဆွန်ကဖြတ်ဖို့ပြိုင်ပွဲဝင်တဲ့ဆွန်မမဟုတ်ပဲမောင်ရဲ့အမီးတထားရင်မဖြတ်ရဘူး။ဒါကကောင်းကင်ရဲ့ဥပဒေလေ။ကိုလက်ခဏခဏပြောသောစကားကိုလွတ်ခနဲ့ပြန်ပြောမိလိုက်သွားတယ်။သို့တော့ကျမစကားမှားသွားတယ်။မယမ်းရောင်ချရန်ကကျမဆွန်ကိုလာဖြတ်နေပါကောဟောတွေ့လားမမကသာကောင်းကင်ဥပဒေတွေဘာတွေပြောဟိုကဖြတ်တော့မယ်ပေးကျွန်တော်ကိုပေးဆွန်မိန်လုံးကိုကျမစီကအတင်းဆွဲယူကရှောင်တိန်ပေးရဲ့ကဲမောင်ရဲ့ဖြတ်မှဖြစ်လဲဖြတ်စမ်းပါစေဆွန်တစ်ခုဘလောက်တန်မှမို့သို့တော့မောင်ကအဖြတ်မခံမောင်သည်အရှောင်တိန်လဲတော်တော်ကျွမ်းကျင်နေစွန်ချင်းကျိုးညိနေတာကိုမရရအောင်လျှော့ပေးပြီးအနာကနေခွာလေတယ်။ဟိုဘက်စွန်ကအတင်းဆွဲလိုက်မောင်ကကျမစွန်ကိုအသာလေးလျှော့ပေးလိုက်ကြတော့ဟိုစွန်ကပြင်းသွားပုံရတယ်။လက်လျှော့ကပြန်ခွာသွားတယ်။မမစွန်တစ်ခုကိုကျွန်တော်ကပတ်စံနဲ့မတွက်ဘူး။ဒါကမမစွန်လေဘယ်ကောင်းမှမဖြစ်ရဘူး။ဘာလဲကိုကပဲသူများကိုဖြတ်မယ်လား။မောင်ကရှက်ရဲပါတယ်။မောင်ကဆွန်နဲ့ပတ်သက်လင်လဲအလွန်အတ္တကြီးရဲ့ကောင်းလေးပါ။သူကအချိန်တန်လင်သူ့ဆွန်ပိန်လုံးမှာသူ့ဆွန်ပြန်ရောက်ရမည်ဆိုတဲ့အတိတ်တန်ဖြစ်ဆွန်လို့သူ။ကျမကလွတ်ရသည့်အရာသာကိုနှစ်သက်စွာကြည်နူးတတ်သူ။အဲ့ဒါကိုကကွာတာပဲ။ကျမတို့နှစ်ယောက်ကဆွန်လို့ရင်ကောင်းကင်မှာဆွန်လေးတွေလေဟုန်စီးနေကြတဲ့ချိန်にအနာကမျက်ခင်းပေါ်မှာပေးချင်းရှင်လျက်ပလက်လဲကကောင်းကင်ကိုမောကြည့်ရင်ငြိမ်သက်နေတတ်ကြတယ်။ကုန်းမြင့်အထက်မှုလေကခက်ကြမ်းကြမ်းတိုက်ခိုက်လင်ကျမနဖူးကောကစပင်းနေဝဲဝဲဖွာကုန်တယ်။ထိုအခါမျိုးမှာကောင်းလေးကဘေးမှာလှဲနေမြင်တတ်တယ်။ကျမနဖူးပေါ်မှာရှုပ်နေတဲ့ဆန်နယ်များကိုဖယ်ပေးလိုက်တယ်။နောက်တစ်ခါလေတိုက်တော့စပင်းနေနဖူးပေါ်ဝဲကြအုပ်ပြန်နေဒါကိုကောင်းလေးကနောက်တစ်ကြိမ်ထပ်ဖယ်ပေးပြန်နေဆန်နေတို့ကိုစိတ်ရှိလက်ရှိတသားလေးဖယ်ပေးနေတာမောင်းလက်ကလေးတွေကိုကျမချစ်လိုက်တာဆွဲယူပြီးဖြစ်ညစ်မိရဲ့။အိုးကောင်းလေးလက်တွေကကျန်းလာကြည်လား။သူ့လက်ပွားမှာလက်ချောင်းတို့ရဲ့အောက်ခြေနေရာ၌အသမားတက်နေရဲ့။မောင်နင့်လက်တွေကျန်းလာကြည်လား။ဘာဖြစ်လို့လဲ။ရေဆွဲရသလား။ရေရင်းကနေရေငင်ရလို့လားမောင်ကဘာမှမဖြေပဲကျမလက်ကိုပြန်ဆုပ်ညစ်လိုက်တယ်ကျမစိတ်မကောင်းဖြစ်သွားတယ်မောင်ကိုတနာလိုက်တာထိုလက်ကလေးတွေနူးညံ့သွားအောင်ကျမသူ့ကိုဘယ်လိုကူညီနိုင်ပါမလဲသူ့အရွယ်လေးနဲ့တပိတ်တီစီနေရတာရေတွေဆဲနေရတာကျမတနာတယ်သူ့ကိုဖုံးတော်တော်ထဲမှာပြေးလွှားနေရမယ်စားဝ
ဝစ်စာဖြူဖြူဖွေဖွေတိတိတက်တက်ဝစ်စေခြင်းနဲ့လက်သေးချေသေးတွေကြီးညိုကိစေခြင်းနဲ့စာရီတက်စေခြင်းနဲ့သူတို့ဘုံကြီးเจ้าမှာဘာဖြစ်လို့နေခိုင်းတာပါလဲသူ့အဖေကိုကျမစိတ်ဆိုးတယ်ဖွားဖွားခဏခဏပြောတဲ့စာတက်အောင်တင်စာတက်မှသူများခိုင်းဘက်မဖြစ်မှာဆိုတဲ့စကားကိုသူ့ကိုကျမတဆင့်ပြန်ပြောပြတယ်သူသိနားမလဲသေးပါပိုးတုံးလုံးလေးလိပ်ပြဖြစ်ဖို့ခွန်အားတွေလိုတလို့သူလည်းခွန်အားတွေလိုမှာသူလိုသမျှကျမဖြည့်ဆည်းပေးခြင်းလိုက်တာမုတ်တွေလည်းကျွေးခြင်းနဲ့ဖွားဖွားခဏခဏအလူလုံးရင်ကောင်းမှာဟုတွေးမိရဲ့ကျမရဲ့သတင်းစာရွက်တွေကြီးမဟုတ်ပဲအခြားစိတ်ဝင်စားစရာစာအုပ်တွေလည်းဖတ်ခိုင်းခြင်းနဲ့ကျမအိမ်မှာကြည့်ရတဲ့ကာတွန်ကားလေးတွေကိုလည်းကြည့်စီခြင်းနဲ့ဥပမာရေနံချောင်းမှာဗီဒီယိုတွေစတင်ခစားနေခြင်းကျမသူ့အရွယ်မှာကြည့်ခဲ့ရတဲ့ကာတွန်ကားမျိုးပေါ့ကျမသိကြိုက်တယ်ကျမသတိရသွားတယ်ကျမကိုမမေဖတ်ခိုင်းခဲ့တဲ့စာအုပ်ရှိတာပဲထင်လင်းမြန်မာဘာသာပြန်တဲ့ဒေါ်ဟီဝန်စွန်စားခန်းများဆိုရင်ယောက်ျားလေးတွေကြိုက်တတ်တဲ့စာအုပ်မျိုးပဲတကယ်တမ်းကျမနဲ့မောင်အတူတူဖတ်ပြခဲ့တာကကျမ10တန်းရောက်မှာပါမောင်က3တန်းမော်ကျောင်းနေတော်တော်ကြာပိတ်ခဲ့တာမို့ကျမတို့ကျောင်းပြန်တက်သည့်အခါရှိရမည့်အသက်ထက်ပိုကြီးနေတာကိုကျမဝမ်းနဲ့တက်ခဲ့တယ်မောင်တက်ဝေကတော့ဘာကိုမှမသိကျောင်းတက်မှပြင်းလိုက်တာဟုညီးယုံမယ်ဒေါ်ဟင်ဝန်စွန်စားကမ်းများကိုမိမိဖက်ခိုင်းတော့ကကျမတကယ်ဖက်မဖက်သိကြအောင်လားဒါမှမဟုတ်တွေးတတ်အောင်လားမသိမိကိုနေမိခဲ့တယ်ကျမမိမိအတူကိုယူကာမောင်ကိုလည်းအခန်းတိုင်းကိုတွဲခေါ်ဖက်ပြရင်မိမိသည့်အတိုင်းမိကိုနေမိခဲ့ပါတယ်ဒေါ်ဟေဝန်ဆိုတာဘာလဲမောင်သိလားဒေါ်ဟေဝန်ဆိုတာတော့ဘောမမရတချင်းနဲ့မှတော့ပါသေးရဲ့လေကဲသူကတော့ကျမထက်ပိုသိနေတယ်လို့ပဲကျမသူ့အရွယ်တုန်းကဟေဝန်ဆိုတာဘာလဲဟုမိမိတာကိုရောင်တောင်ဖြစ်သွားလို့မိကတချင်းတစ်ပုတ်ကိုဆိုပြခဲ့ဘူးတယ်ဟေဝန်စုံမြိုင်တော့ကနိုင်စမ်းကျဲမမောနိုင်လမ်းမဲ့မောင်ရဲ့လိုက်ခဲ့ပါလားကွယ်တဲ့တော့ကိုဘလို့နားတယ်လဲတောဆိုတဲ့စကားကိုကြားရင်မောင်ပါကိုမြင်မိလဲတောဆိုတာကြောက်စရာကြီးလူမရှိဘူးတစ်ပင်ကြီးတွေနဲ့အကောင်ကြီးတွေရှိရဲ့တောထဲမှာဘာကောင်နေရှိမယ်ထင်လဲကြားတွေစင်နေပေါ့ငွေတွေလည်းရှိမှာပေါ့စဉ်းစားပါဦးနောက်ထပ်အကောင်တွေဘာတွေရှိအောင်မလဲလို့မောင်ကသူ့နှစ်ဖိုးသူလက်ညှိုးဖြစ်တောက်ပြီးမျက်စိကိုထောင်ကက်လျက်စဉ်းစားတယ်မြေခွေးတွေရှိမယ်အံ့ဩစရာပဲမောင်ကကြောက်စရာကောင်းတဲ့တတဝါတွေကိုသာထည့်ပြောလေတယ်ချစ်စရာကောင်းသောသမင်းတို့ဒရဲတို့ယုံတို့တောင်းတို့ငှက်တို့ကိုထည့်မပြောပေမမတို့နိုင်ငံမှာတောရီရှိတယ်လို့ထင်လားရှိတယ်ဘာဘုံကပြောတယ်တခြားဘယ်နိုင်ငံတွေမှာတောရီရှိမယ်ထင်လဲထိုမီးကုန်းကိုတော့မောင်ချက်ချင်းမဖြေးပဲမျက်လုံးထောက်ကစဉ်းစားပြီးမှအိန္ဒိယမှာရှိမယ်ထင်တယ်ဟုဖြေရဲတောရင်းရဲ့ဥပဒေတွေကိုသိလားဘာလဲတောရင်းရဲ့ဥပဒေမောင်ကလည်းတို့တွေဆွလွတ်တဲ့အခါကောင်းကင်ဥပဒေရှိတယ်လေအမီးပါတဲ့ဆုံကိုခြာရမ်းနဲ့အတူတူသဘောထားပြီးမဖြတ်ရဘူးလေအဲ့ဒါမျိုးပေါ့တောမှာရောဘယ်လိုစည်းကမ်းနေရှိမယ်ထင်လဲမသိဘူးအေးဒီစာအုပ်ကိုဖတ်ပြီးရင်တောတွင်းမှာတရိတ်ဆန်နေကြတဲ့မှာဖြစ်နေတဲ့ဟာကိုမောင်နားလဲသွားမှာစွန်စားခန်းတွေကိုမောင်အလွန်သဘောကျသဖြင့်စာအုပ်ကို3-4ရက်အတွင်းမှာဖတ်လို့ပြီးသွားတယ်လူတွေရဲ့ဥပဒေနဲ့တောတဲ့ဥပဒေတူလားလူတွေကြားထဲမှာပြတ်နေနိုင်မယ်ထင်လားသူအဆင်ပြေမယ်ထင်လားစသဖြင့်မိကျမကိုမေးခဲ့ဘူးတဲ့မိကိုနေသူ့ကိုထပ်မေးကြည့်တော့မတူကွဲပြားသည့်အဖြေတွေကိုရတယ်တကားမှုနဲ့တငါတဲ့ပုံမြင်ကိုမောင်သိမ့်နားမလဲမှန်းကျမသိတယ်ထို့ကြောင့်စိတ်ရှည်ရှင်းပြဖို့ပြင်ဆင်လာတယ်သို့တော့ဝမ်းသာစရာပဲမောင်ကမောက်ကလေးကိုလက်စားသည့်တကားမှုထက်ပိုပြီးစိတ်ဝင်စားပုံရတယ်ကျမကိုမောက်ကလေးအကြောင်း
ကြားကြီးအကြောင်းဝုန်းဝန်ကြီးအကြောင်းတွေကိုစီကားပတ်ကုန်းလဲပြန်ပြောနိုင်တယ်မေးခွန်းတွေကိုဖြည့်သည့်အခါစက်ကြောင်းနဲ့ကိုက်ညီတယ်ကြပြတွေကိုတော့သူချက်ချင်းနားမလဲတတ်ပြီဘာပုံကသူ့ကိုဖတ်ခိုင်းထားတဲ့စာအုပ်တွေဆိုရင်ပိုဆိုးတယ်ဘာဖုံဖတ်ခိုင်းသည့်စာအုပ်တအုပ်ကတော်တော်ရှေးဟောင်းကြသည့်စာအုပ်ရှေးခေပုံနှိပ်စကလုံးတွေနဲ့ကျမကိုမေတခါမှမဖတ်ခိုင်းဘူးပါဘယ်ဖတ်ခိုင်းမလဲဒါကယောက်ျားလေးတွေအတွက်သားဆုံးမကြပြကိုမွေးဖလက်ယုံမြပန်းကုန်းသူနှလုံးဝမ်းကချစ်နိုးလာသည်သားလှရွှေတောင်ဖာတီးခေါင်နားထောင်ရည်သာစစ်စစ်နာလော့မိယာဖကြီးတီမီအကြောင်းကောင်းသောချစ်စာအတက်ကိုသားမြတ်ယခုတက်အောင်ပြုလော့ဘဟုတုတမရှိကမူရှောကြရီကူလူမဟုကရှက်ကြီးရလေတဲ့ဘာသေးခေါင်ဟူတဲ့စကလုံးကိုကျမကခန်းစားတတ်ပေမဲ့ကောင်လေးကခံလဲမခံစားနားလဲမလဲဘာသေးခေါင်ဆိုတာကိုဖခင်ကသူ့အသေးရဲ့အခေါင်အထုပ်လိုသားလေးကိုချစ်မြတ်နိုးရတာကိုပြောတာဟာမတုံမလုံးရှိနေတော့သူ့ကိုတတိတရမေးမိတယ်မောင်လေးအဖေကမောင်လေးကိုမချစ်ဘူးလားမသိဘူးဟုပြောလိုက်တော့သူ့မျက်နှာလေးကဘာမှမထူးခြားမပြောင်းလဲချစ်သည့်အရေးလည်းမရှိခါတိတိအရေးလည်းမမြင်ရဗလာမျက်လုံးနဲ့မောင်လေးအမေရောမသိဘူးကျမမေးမိတာမှားသွားပြီသူ့အမေကတေးပြီးမဟုတ်လားမေမှတ်စုထဲမှာကွဲလွန်ဟုရေးထားတယ်သူ့ဘဝမှာကျမလောက်သူ့အပေါ်ယူရကျင်နာစားဆက်ဆံသူမရှိဘူးဟုထင်တယ်သူ့တန်ရောစင်တွေကတဖြည်းဖြည်းတော်တော်နဲ့ဆိုင်လာတာကိုကျမခံစားရတယ်မမနဲ့ကျွန်တော်နဲ့တအိမ်နဲ့နေရရင်ကောင်းပါနော်ငယ်စဉ်ကလိုမင်္ဂလာဆောင်ရအောင်ဟုမပြောတော့သည့်အတွက်မောင်သက်ဝေလူလားမြောက်လာပြီဟုမှတ်ချက်ချရမလားကျမကျူရှင်တက်သည့်တိန်ကောလျာအရင်ကနေခဲ့သည့်တပြေတန်းကျောင်းနှင့်နီးရဲ့ထို့ကြောင့်မောင်နေသည့်ရွှေစီတီဘုန်းကြီးကျောင်းနှင့်လည်းနီးရဲ့အရင်နှစ်တွေကအရေးခင်းကြောင့်ကျောင်းနေပိတ်ထားချိန်မှာမောင်ရှိရာသို့အဖွားဥပုံဆောက်ရာအဖော်လိုက်ရင်ခဏရောက်ဖြစ်တာကကျမအခုအခါကျမရှိရာတိန်ကောလိပ်သို့ရောက်လာတတ်တဲ့အားကမောင်ကျမကျူရှင်စင်ကန်ဒီချိန်တွင်မောင်သက်ဝေကကျူရှင်အုပ်လီကအနီးတတုံးတို့တစ်ခုပေါ်တွင်ထိုင်ရင်ကျမတို့ကျူရှင်အစင်းကိုစောင့်နေတတ်တယ်ဖြောင်စင်းနေတဲ့သပင်ခက်ရှိကနဖူးပေါ်ပြောတိပြောဖက်ဝဲကြလျက်ကျမစီတို့ရောက်လာတတ်တဲ့မောင်သက်ဝေကတေးသေးတက်နေတတ်လာတော့ရုပ်ရည်လေးတံပြန်ချုံးမွေလာတယ်ခါမှာသို့မဟုတ်လက်ကဝတ်မှာတရေကွင်းဆက်တွေပတ်လျက်သာမတွေ့ခြင်းဟုတတိပေးထားပါလျက်နဲ့တွေ့ရလျင်အရင်ကလိုအတန်းရှိကျောင်းဝန်းနဲ့ဘောလုံးကွင်းနေရမရှောင်သူ့ဘာကိုလိမ်မဆွဲမိဖို့ကိုထိန်ရပြီသူ့အရက်ကကျမပခုံးကိုကြောလာပြီတတိယတန်းကျောင်းသားကြီးအဖြစ်သူရှက်တက်လာပြီကိုတငယ်ချင်းတွေကအမောင်ကိုစနောက်ချင်နေတက်ဝေတဲ့လားနာမည်လေးကလှတယ်ကိုနေဝင်းရဲ့တချင်းတဲကလိုပေါ့အစောဆုံးပြန်ခဲ့နှင်းတက်ဝေစောယူမွန်ကစားနောက်ယုံမကဖန်နှန်းကျင်နှန်းသေးတယ်မောင်ကမကြိုက်တော့အသာယုံထွက်တယ်မလုပ်ပါနဲ့ပြဟုခက်တီတီလဲပြောတတ်တယ်စောယူမွန်ကသူကအယူရတိတ်မခံဘူးတော့အဲ့ဒါမျိုးကိုနေသားမကြဘူးကျမကရှင်းပြရတယ်သူအမရင်းလိုချစ်တဲ့ကျမကိုယ်တောင်တခါတလေရှောင်ဖဲနေချင်နေတတ်တာလေကျမကိုစောင့်ရင်စာအုပ်တအုပ်ထိုင်ဖက်နေဟုပြောထားတော့လဲစာအုပ်ထက်ကစားဖို့ကိုသူပိုစိတ်ဝင်စားတယ်မြေပြင်ပေါ်မှာတယောက်တည်းဒိုးထူးချင်းထုနေတတ်တယ်ဘာလုပ်နေတာလဲဟုမေးလျင်လိကျစ်နေတာတဲ့ဒိုးထူးချင်းဒီကောင်လေးကကြောက်တိုးတွေဖန်တိုးတွေကိုပဲထုမိဟုထင်တာပေါ့လူကိုထုဖို့လဲလက်မှန်းတဲ့နေမိဟုဘယ်ထင်ခဲ့ပါမလဲတကယ်တော့ကောင်လေးကထင်ထားတာထက်လက်ရင်သူပဲယောက်ျားလေးတွေရံဖြစ်တဲ့ဒေါသကြီးတတ်တာကိုကျမနားလည်နိုင်ပါရဲ့သို့တော့သူ့လက်မြန်ပုံကတော့လွန်နဲ့တညက်နေကကျူရှင်အတူတက်တဲ့မြတ်အေးကကျမနဲ့ကတ်လိုက်လာပြီးကျမလက်ထဲရီးစားစာကိုအတင်းထည့်တယ်ဘ
ဖေဟာမလူချင်ဘူးယူသွားပါအင်ဂျင်ရဲ့ဖတ်တော့ဖတ်ကြည့်ပါဟာဟင့်အင်းခဏနေတော့အမလေးပြဟုအော်တမ်းမဲကြားလိုက်ရပြီးညက်အေးရဲ့နဖူးမှာသွေးတွေရဲကနေဖြာဆင်းလာတာကိုမြင်လိုက်ရတယ်ကျမလန့်ပြီးအမေဟုအော်လိုက်မိတယ်ဟာဒီကောင်လေးသေတော့မယ်ညက်အေးကဘေတုံးကရောက်နေမှမသိတဲ့မောင်သက်ဝေကိုလေကုတ်ကနေဆွဲပြီးလွှင့်ပစ်လိုက်တာမြင်လိုက်တော့မှအဖြစ်ပြက်ကိုနားလေသွားတယ်ဒီကောင်လေးကကြောက်တိုးနဲ့လွဲပြီးပြစ်ပေါက်ခဲ့တာပဲဖြစ်ရမယ်ညက်အေးကဆွဲလွတ်ပစ်လိုက်လို့ကောင်လေးကတ်တရာလမ်းပေါ်ခွေချသွားတဲ့အကိုမြင်လိုက်တဲ့အခါကျမမျက်လုံးတွေပြဝေသွားပါတယ်နင်ဘလို့လှုပ်လိုက်တာလဲအဲ့ဒါငါမောင်လေးဟဲ့နင့်မောင်လှုပ်လိုက်တာလဲကြည်အောင်လေငါကောင်ကွဲသွားပြီကလေးလိုမနေဘူးခမ ्या ကမမအနာကပ်ပြီးမမစိတ်ညစ်အောင်လုပ်နေတာကိုဗျကောင်လေးကလဲနေရကနေလူးလဲကျုံထကအော်သေးတယ်တော်ပြီနင်းလဲသွားတော့မောင်လေးသူများကိုသွေးထွက်တိုင်ရုံဖြစ်အောင်လုပ်တာမမမကြိုက်ဘူးသူကမမကိုဘာလုပ်လို့လဲဒီလူကြီးကြောင့်မမစိတ်ညစ်နေရဲ့နိကောင်လေးကနည်းနည်းမှမလျှော့သူမှန်သည်ဟုတတိကျယုံကြည်ထားပုံပဲမောင်လေးရဲ့အပြိုတွေကိုလူပြိုတွေကကြိုက်ရင်လိုက်ပြောကြတာပဲမင်းလည်းအရွယ်ရောက်လာရင်လိုက်ပြောမှာပဲမင်းကလေးကအိမ်နေမပြတ်အောင်နေရင်ပြီးတာပဲကျွန်တော်လားဘယ်တော့မှလိုက်မပြောဘူးညတိညစ်ပတ်အလုပ်တွေစုပုတ်သောညနေထားဖြင့်ကျမကိုတခုံးမခံပြန်ပြောနေတယ်ကျမစိတ်ဆိုးနေသည့်ကြားကပြုံးကျင်ခြင်းဖြစ်သွားတယ်ညတိညစ်ပတ်အလုပ်တဲ့ဘုံကြီးចောင်းသားပြီးသားလိုက်တဲ့စကားပါလားဒါပေမဲ့ဒါကဟုတ်များဟုတ်နေလား